စမနလက်တော့မှာလူရအကဲမခံမိတဲ့ကူးစက်မှုတည်လေတခုရှိတယ်အဲ့ဒါကြတာနှာဆေးရှင်နှာရွှေရှင်လူတရားကနဘေးနားမှာဟက်ချိုလို့လိုက်ပြီဆိုရင်တေးချတယ်အဲ့ဒီနဘေးနားကလူတွေဆိုတော့ကူးတယ်ဆိုတော့တပန်းဖောင်းရင်၄-၅ရက်တော်တွင်းမှာသူတို့တွေလည်းနှာရွှေလာတယ်ကိုဟက်ချိုလို့လဲတဲ့ချိန်မှာဘာတွေဖြစ်လဲဆိုတော့ကြီးလိုက်ရင်ဘာမှမရှိတလို့နဲ့တကယ်တော့ bacteria တွေအရင်များတယ်နော်နှာရွှေတယ်ဆိုဘယ်လိုရွှေရမလဲဆိုလူတွေမသိကြအောင်နှာရွှေတယ်ဆိုရင်အင်ဂျီရှိရင်ကိုအင်ဂျီမှာအင်ဂျီရထဲမှာဟချိုလို့ချီလို့ရတယ်ဒါဆိုရင်ယောဂပိုးတွေအပြင်မထွက်တော့ကိုရဲ့အင်ဂျီထဲမှာမရှိနေလိုက်မယ်လမ်းနဲ့ဟချိုချီတယ်မရဘူးလမ်းနဲ့ဟချိုချီရင်ယောဂတွေကလမ်းတွေမှာရှိတယ်ပြီးတော့ဟိုကိုင်ဒီကိုင်နဲ့ကူးစက်မှုတွေရှိနိုင်တယ်ကိုမှတီရှူးတွေနော်ပါဝါပိုင်းတွေရှိရင်အုပ်ပြီးတော့ဟချိုရှိပါဒီလိုမျိုးဘာမှမအကာအကွယ်မရှိဘဲဟတ်ချိုလောက်တာလေတိတရားမရှိဘူးဆိုတော့ဖက်လူပတ်ဝန်းကျင်ဘယ်လိုဖြစ်မလဲဆိုတော့သူတို့ကမဆိုင်တော့ဘူးနော်သူများလေးလည်းကူးဆက်တယ်